အားလုံးမင်္ဂလာပါနော်ဒီနေ့စိုက်ကဲဝေး130အိုင်ပေါ့နော်သူကျွန်တော်လာပြပေးမယ်ပေါ့နော်သူပြဿနာကတော့နိုးလိုက်မယ်နော်နိုးလိုက်မယ်အဲ့ခဏလေးနော်မောင်ခဏလေးဆက်ပူလိုက်ရင်ဆက်အသေးသေးပါထိုးရပါနော်ထိုးရပါဆက်အေးလိုက်ရင်ပြန်နိုးလို့ရနေတယ်နော်ဒါတော့ဗာပြဿနာတွေလဲဆိုတော့အများစုကဒီစိုက်ကဲတွေအများစုကဖြည့်တယ်နော်ဆက်ပူလိုက်ရင်သူကဆက်အသေးသေးပါနော်ဆက်အေးလိုက်ရင်နိုးလို့လွယ်တယ်တခါတလေဆက်သေးသွားရင်တရက်ထားမှနိုးလို့ရရနော်ဒါတော့ကျွန်တော်တရက်ထားလိုက်ပြီးနိုးစမ်းကြည့်မယ်ဟာပါဆက်ပဲနော်တရက်ထားရင်နိုးလို့ဆက်ပဲတချို့ဘိန်းတွေတရက်မဟုတ်5-10မိနစ်လောက်ထားလိုက်ရင်နိုးလို့ရတယ်အဲ့ဒါတော့ဗာပြဿနာလဲကျွန်တော်တို့ကြည့်မယ်နော်ဒီဝေးတို့နော်ဝေးတို့အကုန်လုံးပေါ့နော်ဗာပြဿနာလဲဆိုတော့ကျွန်တော်တို့လာကြည့်မယ်โอเคဒါတော့ကျွန်တော်တို့ဒီဆက်ပူလိုက်ရင်တေးတယ်ပေါ့နော်ဆက်ရပါဒီမှာအများစုကဖာစာပဲနော်ဒီဖာစာကျွန်တော်တို့လဲစမ်းကြည့်မယ်အခုကဘယ်နှဘိုးစီလဲကျွန်တော်တို့တိုင်စမ်းကြည့်မယ်ဆက်တိုင်စီနော်သူရဲ့ကွာချမုန်းစိတ်လားမစိတ်လားโอเคဒါတော့ကျွန်တော်တို့တိုင်ကြည့်မယ်ရပါဒီမှာနေရမှာထားလိုက်ရโอเคတဲ့လားภาษาไทยไหมบ้ามาเตะตัวตะขาตะเลย่าตะขาdi mana tanyaเตะละบ้ามาเตะเราเนาะเพี้ยวไรกับบ้ามาเตะเราตาเราติดตายเต็มเรานี่มาเตเนติเนาะโอเคဒါအသိဒါတော့ပြည့်ပြီเนาะကျွန်တော်တို့ထည့်ပြီးမှပြန်လို့ချင်းရโอเคဒါတော့တက်ကွိုင်လဲလိုက်ပြီเนาะထည့်တော့မယ်ထည့်ရည်တယ်ထည့်လိုက်သူပြဿနာဖြည့်အောင်မလားเนาะတက်ကွိုင်လဲလိုက်ရင်တက်ကွိုင်နဲ့ภาษาနဲ့တစ်စုံလုံးလိုက်เนาะလဲလိုက်ရင်ရပြီเนาะဒါဝေးတို့ဝေး130တို့ဝေး130အိုင်တို့125တို့အကုန်လုံးဒီပြဿနာဖြစ်ရင်လဲလိုက်နော်โอเคဒါကျွန်တော်တို့နှိုးကြည့်မယ်ဒါတော့ကျွန်တော်တို့လဲလိုက်ပြီပေါ့နော်ထက်ခွိုင်းနော်မှဒါကြည့်ဆယ်ပဲလေပါဆွဲလဲမဝေါ်တော့အစားတော့လေပါဆွဲဝေါ်တယ်ယူโอเคဒါတော့အောင်မြင်သွားပြီပေါ့နော်โอเคအားလုံးမင်္ဂလာပါ